နောက်ထပ်မေးလို့ရမေးခွန်းကတော့တပည့်တော်တို့ရဲ့တန်တရားဟာဗမာစပြီးတော့ဗမာဆုံးနိုင်ပါလဲရှင်ဗျာတခြားဘာသာတွေကတော့ဖန်ဆင်းရှင်မှာစပြီးတော့သူတို့ရဲ့ဖန်ဆင်းရှင်ဖျားမှာပဲဆုံးတယ်လို့ဆိုပါတယ်အကယ်၍တပည့်တော်တို့ဘာသာမှာတန်တရားဟာအစမရှိအဆုံးမရှိဆိုလို့ရှိရင်ဗုဒ္ဓဘာသာကို infinity ဝါဒလို့သတ်မှတ်လို့ရှင်ရောရနိုင်မှာလားရှင်ဗျာတန်တရားဟာဘယ်မှာစပြီးဘယ်မှာဆုံးတယ်လဲအဆုံးကတော့ရှိတယ်မှန်ပါဗျာတရားဓမ္မကျင့်ပြီးတော့နိဗ္ဗာန်ရသွားရင်ဒါတန်တရားအဆုံးလို့ပြောတယ်မှန်ပါဗျာအစကဘယ်မှာစတာလဲလို့ဆိုအလုံးကိုရှည်ကြတဲ့ဟာကိုအစရှာမယ်ဆိုလို့ရှိရင်တော့ကဘာပေါင်းမြောင်များစွာလက်ရှာနေလို့အစမရှိဘူးလို့မြတ်စွာဘုရားမဟောဘူးအစကိုမသိနိုင်ဘူးလို့ဟောတယ်မရှိဘူးနဲ့မသိနိုင်ဘူးကကွဲပြားတယ်မဟုတ်လားကွဲပြားပါတယ်တင်ပါမြတ်စွာဘုရားဟောတာကတန်တရားအစမရှိဘူးလို့ဟောတာမဟုတ်အနမတေကောယံဘိက္ခွေတန်တာရောဒီတန်တရားကြီးဟာဘယ်တော့စခဲ့တယ်ဆိုတဲ့အစကိုမသိနိုင်ဘူးလို့ပြောတာနောက်ကြောင်းပြန်ကြည့်တော့လေအစကိုမသိနိုင်ဘူးဥပမာမဲ့ဆိုတော့မျိုးစိတ်လေးတစ်ခုရဲ့အစကိုရှာကြည့်အောင်တရေစိတ်လေးတစ်ခုဒီတရေစိဘယ်ရလဲတရေပင်ကရတယ်တရေပင်ဘယ်ရလဲတရေစိကရတယ်တရေပင်နဲ့တရေစိကိုအစရှာကြည့်မယ်ဆိုရင်ရှာဖို့တွေးနိုင်မှာမလားတွေးနိုင်ပါဘူးကျက်မနဲ့ကျက်ဥကျက်ဥကဘယ်ရကျက်မရကျက်မကြတော့ဘယ်ရကျက်ဥကရကျက်မကျက်ဥလည်းပဲရှာလို့ရမှာမဟုတ်ဘူးမှန်ပါဘာကြောင့်လို့ဆိုရင်အလုံးကိုရှည်လျားနေတဲ့အရာကြီးတစ်ခုကိုအစကိုသွားပြီးတော့ရှာလို့မရနိုင်သည့်အတွက်ကြောင့်မသိနိုင်သောအစရှိတယ်အစကိုမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့ဆိုသိရှည်ဝေးနေတယ်မင်းလိုက်လည်းပဲတွေ့မှာမဟုတ်ဘူးမတွေ့နိုင်တော့ရှည်ဝေးတယ်မတွေ့နိုင်တာကိုလိုက်ရှာနေရင်မင်းဘဝမှာကောင်းရာတွေလုပ်ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူးဆိုတဲ့အနေနဲ့မြတ်စွာဘုရားတန်တရားအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတာမဟုတ်ဘူးဒါကအမှန်တခုနော်မှန်ပါဗျာခြားဘာသာယူဆများကဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာလေဒါတော့မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တဲ့ဖန်ဆင်းရှင်ကစတယ်မှန်ပါဗျာသူတို့မှလည်းဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူးမှန်ပါဗျာအိန္ဒိယ philosophy ကိုဖတ်ကြည့်လို့ရှိရင်ဒီစံခယ philosophy ဆိုတာရှိတယ်စံခယ philosophy မှာပကတိသူတို့တန်တဲ့ဆိုရင် prakriti လို့ခေါ်တယ်prakriti ဆိုတဲ့အရာကနေဆထာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခုအဲ့ဒါကိုပုရုရှဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ်စံခယ philosophy ကဘာသာတရားဘာသာအယူဆလို့ဆိုတဲ့အထက်မှာတအားများတယ်ဘာသာအယူဆတွေဟာတင်ပါဗျာအခုခေတ်ပြောနေတဲ့ခရစ်ယာန်တို့အစ္စလာမ်တို့တွေမဟုတ်ဘူးအများကြီးပဲရှိတယ်နော်အများကြီးရှိတော့ဖះမှာစပြီးဖះမှာဆုံးတယ်လို့ပြောတဲ့လူတွေက creator ကိုလက်ခံတဲ့လူတွေ God ကိုလက်ခံတဲ့လူတွေအတွက်သာဖြစ်တယ်မှန်ပါဗျာမှန်ပါ God ကိုလက်မခံတဲ့လူတွေအများကြီးရှိတယ်မှန်ပါဗျာနော်အဲကြောင့်မို့ဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာဖေဝါဒတုံးလို့ပြောရမယ်ဆိုလို့ရှိရင် Hinduism ဆိုဟိန္ဒူဝါဒကိုကြည့်မယ်ဆိုရင်သူတို့ကိုပြမဆိုတဲ့ခေါ်ကနေပြီးတော့ဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်ပြီးတော့နောက်ဆုံးမှဒီပြမကြီးနဲ့ပြန်ပေါင်းလိုက်လို့ရှင်တန်တရားဝကလွတ်တယ်ခေါ်တယ်မှန်ပါဗျာအဲ့ဒါမျိုးကြတော့ဖះမှာစားပြီးဖះမှာဆုံးတယ်လို့ပြောလို့ရတယ်နော်မှန်ပါဗျာဒါကဟိန္ဒူဝါဒဗြဟ္မာဆိုတာလဲနောက်ပိုင်းကျတော့သူတို့ကတတ္တဝါမဟုတ်တော့ဘူးတကိုးရှင်မဟုတ်တော့ဘူးသဘာဝတရားတစ်ခုဖြစ်တယ်မှန်ပါဗျာသဘာဝတကနောက်ဆုံးမှာ philosophy နဲ့လိုက်ရှာလိုက်တဲ့အခါသဘာဝတရားတစ်ခုကိုသာတယ်အဟမစမိဗြဟ္မာဆိုပြီးသူတို့ကသူကိုယ်တိုင်ဗြဟ္မာဖြစ်တယ်အဲ့ဗြဟ္မာလိုက်ပြီးတော့အကောင့်ထဲရှာလိုက်ပြန်တော့မရှိတော့ဘူးနောက်ပိုင်းကျတော့မှန်ပါဗျာအဲ့လိုထီအောင်ဖြစ်တယ်မှန်ပါဟိန္ဒူမှာဗြဟ္မာဆိုတာက creator မှန်ပါဗျာဗိရှနုက protector မှန်ပါဗျာရှိဗန်ဆိုတာက destroyer ဖျက်ဆီးသူမှန်ပါဗျာအဲ့တော့ဒီဆောက်သူကတယောက်ထိမ့်သိမ့်သူကတယောက်ဖျက်ဆီးသူကတယောက်ဖျားသုံးစုသူတို့မှာမှန်ပါဗျာအဲ့တော့သူတို့မှာဒီရဲတယ်ဆိုတာလည်းမရှိဘူးပေါ့နော်မှန်ပါဗျာအဲ့တော့သူတို့ရဲ့မောက္ခလို့ခေါ်တဲ့လွတ်မြောက်မှုဘဝရဲ့လွတ်မြောက်မှုဆိုတာဘုရားသခင်ကဖန်ဆင်းလိုက်တဲ့အခါမကောင်းတဲ့ကံတွေကောင်းတဲ့ကံတွေလှုပ်ပြီးတော့ကံကြမ္မာရဲ့အနှောင်ဖွဲ့ထဲမှာတန်တရားထဲမှာလဲတယ်လဲတာကိုဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့အသိဉာဏ်ရရင်ဝိဇ္ဇာအသိဉာဏ်ဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒီဝိဇ္ဇာရပြီးတော့
ဖရာသခင်ဖန်ဆင်းသူနဲ့ပြန်ပေါင်းထုတ်ခြင်းဟာသူတို့အတွက်နိဗ္ဗာန်ပဲ မှန်ပါဗျာ ဒါအဲ့ဒီဟိန္ဒူဝါဒအကြောင်းပြောပြတာနော်ဗုဒ္ဓဘာသာကအစမရှိအဆုံးမရှိ infinity အယူဝါဒလို့သတ်မှတ်ရင်ဖြစ်နိုင်ပါသလားဆိုဒါမဟုတ်အဲ့လိုသတ်မှတ်လို့မရဘူး မှန်ပါ အစမရှိဘူးလို့မပြောဘူးအဆုံးကလည်းမရှိဘူးလို့ပြောတာမဟုတ်ဘူး မှန်ပါ မြတ်စွာဘုရားရဲ့အဆုံးဝါဒကဘာလို့ဆိုအကြောင်းရှိရင်အကျိုးဖြစ်နေမယ်အကြောင်းကုန်ရင်အကျိုးရသွားမယ်ဒါပဲ မှန်ပါ ဖျားဟောတာနော်ဣမတမိန်တတိဣဒံဟောတိဒါရှိနေရင်ဒါရှိနေမှာပဲဖြစ်တယ်ဒီအကြောင်းတရားတွေရှိနေရင်အကျိုးတရားတွေရှိနေမှာပဲဣမတဥပ္ပါဒဒီအကြောင်းတရားတွေဖြစ်ပေါ်လာခြင်းကြောင့်ဣဒံဥပ္ပစ္စတိဒီအကျိုးတရားတွေဖြစ်နေမှာပဲ မှန်ပါ ဣမတမိန်အတ္တိဣဒံနာဟောတိဒီအကြောင်းတရားမရှိတော့ဘူးဆိုရင်ဒီအကျိုးတရားလည်းမရှိနိုင်ဘူးဣမတနိရောဓဣဒံနိရောဓစတိဒီအကြောင်းတရားချုပ်သွားလို့ရှိရင်ဒီအကျိုးတရားတွေလည်းချုပ်သွားမယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်အခုအလင်းလေးရနေတယ် မှန်ပါဗျာ အလင်းရနေတာဒီထဲမှာအမှောင်ထဲမှာအလင်းရနေတာလျှက်စစ်မီးရှိနေလို့ရ မှန်ပါ ဒီအလင်းလေးကိုလျှက်စစ်မီးကလှုပ်ပေးထား မှန်ပါ ဖန်တီးထားအလျှက်စစ်မီးပြတ်သွားတာနဲ့ဒီအလင်းကပြတ်သွားမှာ မှန်ပါဗျာ အလျှက်စစ်မီးရှိနေတယ်ဗျအလင်းရှိနေလျှက်စစ်မီးဟာအကြောင်း မှန်ပါ အဲ့ဒါကိုပြောတာမြတ်စွာဘုရားဟောတာတော့အကြောင်းရှိနေရင်အကျိုးရှိအကြောင်းမရှိတော့ဘူးဆိုရင်အကျိုးမရှိဘူးဆိုတော့ မှန်ပါ infinity ဝါဒမဟုတ်ဘူးတရား မှန်ပါဗျာ အစမရှိဆုံးမရှိဒါမှားနေတယ်ပေါ့ မှန်ပါ ပြောယူဆိုင်မှားတယ်နော်